အရင်တစ်ခေါက်ဗီဒီယိုမှာတော့မိန်းကလေးမို့လို့သတင်းစာနဲ့ပဲပို့ရတယ်ဆိုပြီးတော့ comment တွေရေးကြတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုပို့ရမယ့်အပိုင်းတွေကိုဘယ်လိုခွဲထားလဲဆိုတာတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်အရင်ဆုံးပြောချင်တာကတော့မိန်းကလေးမို့လို့သတင်းစာနဲ့ပဲပို့ရတယ်ဆိုတာကတော့လုံးဝမဟုတ်ပါဘူးဘာလို့ဆိုညီမရဲ့အရှိမစီနီယာမြန်မာကိုရှိရပေါ့နော်သူတို့ကလည်းဒီအရေးအတွက်အတိုင်းပဲဒီနေရာကိုပဲပို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့မိန်းကလေးမို့လို့သတင်းစာနဲ့ပဲပို့ရတယ်ဆိုတာကတော့မဟုတ်ပါဘူးပြောတယ်ပြင်ပန်းနေဒါကတော့တငယ်ချင်းပို့ရတဲ့အဆောင်ရည်အတွက်ပေါ့နော်သူဆိုလို့ရှိရင်300ကျော်400နီးပါးလောက်ပို့ရတယ်ပေါ့နော်ဒါပေမဲ့အလို့လောက်ရတဲ့ချိန်ကတော့တူတူလောက်ပဲကြာပါတယ်ကျောင်းသားဗီဇာဖြစ်တဲ့အတွက်ကြောင့်မလို့တပတ်ကို28နာရီပဲအလုပ်လုပ်ချိန်ရှိပါတယ်အဲ့တက်ပို့လုပ်လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မလို့သတ်မှတ်ထားတဲ့ချိန်တွင်းပဲအလုပ်လုပ်လို့ရပါတယ်သတင်းစာအဆောင်ရည်နဲတယ်ဆိုပေမဲ့လည်းပို့ရတဲ့အိမ်တွေကဝေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်ကြာပါတယ်ပို့ရတဲ့ရက်ကွက်တွေကဘယ်ရက်ကွက်ကိုဘယ်နှစ်နာရီကြာတယ်ဆိုတာကသူတို့သတ်မှတ်ပြီးသားပေါ့နော်အဲ့ဒါကြောင့်မလို့သတင်းစာများလာလို့ရှိရင်အချိန်လေးများလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောက်ပဲပို့ရတာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့နည်းနည်းရှင်းသွားမယ်လို့ထင်ပါတယ်ဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်